တဲတွေဟာလေကာမန်တစ်ခုလုံးကိုဖုံးလွှမ်းသွားခဲ့တယ်ဗျ။အီရက်လေတူရဲဟာအရှိန်မြင့်စနစ်ကိုအမြင့်ဆုံးအထိတင်လိုက်ပါတယ်။ Mike 29ဟာ GPR ကန့်သက်ချက်ထက်ကျော်လွန်နေပြီးသူကလေရင်ဦးကောင်းကိုအပေါ်ပြန်တင်ဖို့အစွမ်းကုန်စူးစမ်းနေခဲ့ပါတော့တယ်ဗျ။ဒါပေမဲ့အဲ့ဒါကမလုံလောက်တော့ပါဘူး။တားကြီးတို့ရေစက္ကန့်ပိုင်းကြာမှာပဲ။ Mike 29နဲ့အီရက်လေတူရဲဟာတဲကန်နာရတဲ့ကိုတက်ထိုးကျသွားခဲ့ပါတော့တယ်။တိုက်ပွဲကတော့ပြီးဆုံးသွားခဲ့ပါပြီတားကြီးတို့ရေ။ဒါပေမဲ့ရီကိုရဲ့နှလုံးခုန်တန်တွေကတော့တေးပေးနဲ့ရင်ဆိုင်အပြီးမှာမြန်ဆန်နေသေးပေါ့ဗျာ။ဒီပွဲမှာရီကိုနိုင်သွားပါပြီ။မကြခင်မှာပဲမိုးရဲ့ F15 ဟာသူ့ညာဘက်2မိုင်ကွာမှာပေါ်လာခဲ့တယ်။နောက်ဆုံးတော့ရီကိုဟာတပြင်းချနိုင်သွားပြီ။တားကြီးအိမ်ပြန်ကြစို့စီဇာရီကိုရိုဒရီဂွက်စ်ဟာသူ့ရဲ့လေသူရဲဘဝအတွင်းမှာလေရင်3စင်းကိုပစ်ချနိုင်ခဲ့ပြီးဗီယက်နမ်စစ်ပွဲနောက်ပိုင်းမဲ့တွေကိုအများဆုံးပစ်ချနိုင်ခဲ့တဲ့အမေရိကန်လေသူရဲတွေထဲကတယောက်ဖြစ်လာခဲ့တယ်။ပြီးတော့ဒီအောင်ပွဲဟာတမိုင်းထဲမှာထာဝရမှတ်တမ်းတင်ခံခဲ့ရတယ်။ဒီဇလန်းလေးဟာဒီမှာအဆုံးသတ်ပါပြီသားကြီးတို့ရေကြည့်ရှုအားပေးမှုအတွက်ကျေးဇူးတင်ပါတယ်ဗျ။အစ်စ်တွေကိုသာတင်ဆက်နေမှာမို့ဖော်လို့လေးလှုပ်ထားကြနော်။ပြန်ဆောင်ကြမယ်ပြု